အားလုံးပဲမင်္ဂလာပါ FEO question ကနေပြီးတော့ကြိုဆိုပါရစေအခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question နံပါတ်61ဖြစ်ပါတယ် The purchase of two type of IT devices A and B is being examined နဲ့အဲ့တော့ဒီ IT device ပေါ့နော် IT PC တစ်ခု A နဲ့ B အမျိုးအစားနှစ်မျိုးရှိတဲ့ဥစ္စာကိုသူက purchase ဝယ်မယ်ဝယ်တဲ့ဥစ္စာကိုမှသူက examine လုပ်မယ်ခွဲခြမ်းစိတ်ဖြာကြည့်မယ် The payout period is set in consider of the useful life of each of the device ဒီ device တစ်ခုချင်းစီရဲ့စက်ပစ္စည်းတစ်ခုချင်းစီရဲ့အသုံးဝင်တဲ့ life ကိုမှသူဒီဘာနဲ့ဖော်ပြထားလဲဆိုလို့ရှိရင် payout period နဲ့ပြထားပါတယ်เนาะအသုံးဝင်တဲ့တက်တန်းကိုကြတော့သူဒီ payout period လေးနဲ့ပြထားပါတယ်တဲ့ Which of the following is an appropriate description for the minimum amount of annual profits necessary to recover the amount of investment within the sub payout period for A and B အဲ့ဒီ A နဲ့ B ရဲ့ payout period အတွင်းမှာပဲသူဒီinvest လုပ်ထားတဲ့ပမာဏကို recovery ဖြစ်အောင်လို့အတွက်ကိုဆိုလို့ရှိရင်နှစ်စဉ်အမြတ်အနေနဲ့အနည်းဆုံး amount ဘယ်လောက်ရမလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့မှ appropriate discretion တင်တော်တဲ့ဖော်ပြချက်ကဘာလဲဆိုတဲ့ဥစ္စာကိုမိထားပါတယ်အဲ့တော့သူဒီမြုပ်နှင်းမြုပ်နိုင်တဲ့ပမာဏရှိမယ်အဲ့ဒီပမာဏပေါ်မှာအခြေခံပြီးတော့မှသူတို့ဒီနှစ်စဉ်တော့ဟုတ်လားဥမာ100ရင်းနှီးထားရဲကွာ100ရင်းနှီးထားရဲအဲ့ဒီဥစ္စာကို3နှစ်သုံးမယ်ဆိုလို့ရှိရင်တစ်နှစ်ကိုအနည်းဆုံးအမြတ်ငွေအနေနဲ့35ပြန်ရမယ်အဲ့ဒါမှ3နှစ်ဆို100ဝန်းကျင်ပြန်ရမှာကိုယ့်ရဲ့ investment amount ကိုပြန်ရမှာအဲ့လိုမျိုး minimum amount ကိုနော် profit ကို minimum profit ကိုအဲ့လိုမျိုးတွက်တာ ਨੇ ပတ်သက်ပြီးတော့မှသူကဒီမှာက minimum amount ကိုပေးထားတာမဟုတ်ဘူး appropriate discretion ကိုမိထားတာအဲ့တော့အဲ့ amount နဲ့ပတ်သက်ပြီးတော့မှသူ discretion လေးရေးထားမယ်ပေါ့အဲ့ဒီ discretion လေးကိုမိထားပါတယ်အဲ့တော့ here တဲ့ the annual profits it mainly evenly each year တဲ့နော်အဲ့မှာဆိုလို့ရှိရင်သူဒီ annual profit ကနှစ်စဉ်အမြတ်ကနှစ်တိုင်းမှာတစ်နှစ်ချင်းစီမှာသူတို့က make ဆိုတော့ပြုလုပ်ထားလိမ့်မယ် and the interest rate is not considered အဲ့တော့အတိုးကိုတော့သူဒီ consider မတွက်ထားဘူးတဲ့မယူဆထားပါဘူးလို့ပြောထားတယ်အဲ့တော့ annual profit ဒီတစ်နှစ်ချင်းစီအတွက်ကိုသူကပြုလုပ်ထားတယ်လို့ပြောထားတယ်အကုန်လုံးကိုပေါင်းပြီးတော့မှဒီ payout period ပေးထားတယ်3နှစ်ဆို3နှစ်တွဲမဟုတ်ဘဲနဲ့တစ်နှစ်ချင်းစီနဲ့ပတ်သက်ပြီးတော့မှသူကတွက်ခိုင်းထားတာပေါ့နော်အဲ့လိုမျိုးတွက်ခိုင်းထားတယ်တွက်တဲ့ပုံမှာမူတည်ပြီးတော့မှအဲ့ဒီတွက်လာတဲ့ရလာတဲ့ minimum profit ကိုမှသူ description လေးနဲ့ပြန်ပြီးတော့ရေးထားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပစ္စည်းနှစ်ခုဝယ်တယ် A နဲ့ B နဲ့ဝယ်တယ်အဲ့တော့ A နဲ့ B နဲ့ကိုသူဒီ horizontal score bar လေးတိုင်းပေးထားတယ် column နှစ်ခုပေးထားတယ် A နဲ့ B နဲ့ A နဲ့ B နဲ့ဆိုပြီးတော့သူနှစ်ခုပေးထားပါတယ်အဲ့တော့ product A နဲ့ product B နဲ့ပေးထားတယ်ပြီးရင်ဘယ်ချမ်းမှာကကြတော့amount of investment ဆိုတော့ investment လုပ်တဲ့ပမာဏပြထားတယ်သူဒီ device A ကို90 investment လုပ်မယ် device B ကို300 investment လုပ်မယ်အဲ့ဒါပြီးတဲ့အချိန်မှာ device A ဒီ payout period အနေနဲ့သူရဲ့တက်တန်းအနေနဲ့ဘယ်လောက်ရှိမလဲဆိုတော့3နှစ်ရှိမယ် device B က5နှစ်ရှိမယ် payout period အနေနဲ့အဲ့ဒီဥစ္စာတွေကိုမှဘာအတွက်ပေးရမှာလဲဆို annual profit အတွက်ပေးရမယ်အဲ့ဒီ annual profit ရလာတဲ့ annual profit ပေါ်မှာမူတည်ပြီးတော့မှသူရဲ့အောက်မှာပေးထားတဲ့ ABCD discretion နေနဲ့ဘယ်ဟာလေးသိတော့မလဲဆိုပြီးတော့မိထားပါတယ်အဲ့တော့စပြီးတော့တွက်ကြည့်ပါမယ်ထရိုကဒီမှာ A နဲ့ B နဲ့ product နှစ်ခုရှိရတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးညင်းလေးတစ်ခုဆွဲလိုက်တယ်ဒီဘက်မှာ description ရှိမယ်ဒီမှာက A နဲ့ B နဲ့ရှိမယ်ပေါ့နော်ဒီမှာက A ရှိမယ်ဒီမှာက B ရှိမယ်အဲ့တော့ A အတွက်ဆိုလို့ရှိရင် investment ကဘယ်လောက်လိုမလဲဆိုလို့ရှိရင်မေ table မှာအပေါ်က table ထဲမှာပေးထားပါတယ် A အတွက်ဆိုလို့ရှိရင် investment က90လိုမယ်နော်1000 yen ပေါ့နော်1000 yen လိုမယ်ပြီးလို့ရှိရင် device B အတွက်က300လိုပါမယ်ဒါက investment ကလိုတာ investment ပြီးသွားလို့ရှိရင်သူတို့တွေအတွက်ကို pay out period ရှိရပေါ့နော် pay out period ရှိတယ်နော် life တက်တန်းပေါ့နော်ဒီ device A အတွက်တက်တန်းက useful life က A မှာဆိုလို့ရှိရင်သူဒီ3နှစ်ရှိမယ် B မှာက5နှစ်ရှိမယ်ပေါ့အဲ့ဒီဥစ္စာကိုမှ annual profit တွက်ရမယ်အဲ့တော့ annual profits ကိုတွက်မယ်ဆိုလို့ရှိရင်သူဒီ investment လောက်တာက90လောက်လိုက်တယ်90ကိုတီးပြီးတော့မှသူ့ရဲ့ payment period 3နှစ်နဲ့စားလိုက်ရမယ်အဲ့တော့3နှစ်နဲ့စားလိုက်မယ်ပြီးလို့ရှိရင်အဲ့လိုပဲ device ပြီးအတွက်ဆိုလဲသူက300ရှိမယ်
သူ့ရဲ့ပေးရောက် period ကရှိမယ်နော်အဲ့တော့ annual profit ကိုတွက်မယ်ဆိုရင်60ကို3နဲ့စားလိုက်တော့ဘယ်လောက်ရမလဲဆိုလို့ရှိရင်30ရတယ်300ကို9နဲ့စားလိုက်တော့9 6ဒီ30 9 3ညဒီ360ရပါတယ်အဲ့တော့ A အတွက်ဆိုလို့ရှိရင် annual profit 30ရမယ် B အတွက်ဆိုလို့ရှိရင် annual profit 60ရပါမယ်အဲ့ဒါပေါ်မှာအခြေခံပြီးတော့အောက်မှာပေးထားတဲ့ ABCD description လေးတွေကိုကြည့်ကြည့်ပါမယ်အဲ့တော့နံပါတ် A ကကြတော့ it is necessary for A and B to make the same amount of annual profit A နဲ့ B အတွက်ဆိုလို့ရှိရင် annual profit ကတူညီတဲ့ amount ကိုပြုလုပ်ပေးဖို့အတွက် amount တူညီတဲ့ amount ရဖို့အတွက်လိုအပ်တယ်တဲ့နှစ်စဉ်အမြတ်အနေနဲ့တဲ့အော်ဒီမှာက annual profit A အတွက်က30 B အတွက်က60ဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ် A ကမှားပါတယ်သူက same လို့ပြောတဲ့အတွက်ကြောင့်မလို့အဲ့တော့နံပါတ် B ကကြတော့ it is necessary for A တဲ့not to make twice the as much as the annual profit than that of B တဲ့ B ကိုမှ B ရဲ့ annual profits ကိုနှစ်ဆပြုလုပ်ပြီးတော့မှ A ရဖို့လိုအပ်တယ်လို့ပြောထားပါတယ်အဲ့အတွက်ကြောင့်မလို့မှားပါတယ် A က30ဖြစ်နေတယ် B က60ဖြစ် A ကိုနှစ်ဆလုပ်ရမှာသူကဒီမှာ B ကိုနှစ်ဆလုပ်ရမှာလို့ပြောတဲ့အတွက်ကြောင့်မလို့မှားပါတယ်နောက်နံပါတ် C ကကြတော့ it is necessary for B to make 1.5 times as much as the annual profit than that of A တဲ့ A ကိုမှ1.5ဆပြုလုပ်ပြီးတော့မှ B ရဖို့အတွက်ဆိုလို့ရှိရင် A ကို1.5ဆလုပ်ဖို့လိုအပ်တယ်လို့ပြောထားတယ်အဲ့တော့ A ကို B ကိုရဖို့အတွက်ဆိုလို့ရှိရင် 1.5A လုပ်ဖို့လိုအပ်တယ်တဲ့သူပြောထားတာက A ကို1.5နဲ့မြောက်လို့ရှိရင် B ရမယ်လို့ပြောထားတာပေါ့နော်1.5စာဆိုတဲ့အတွက်ကြောင့်မလို့အဲ့တော့ကြောင့်မလို့လဲမှားတယ်ပေါ့နော်နောက်တစ်ခုကကြတော့ it is necessary for B တဲ့ B ရဖို့အတွက်ကိုလုပ်ဖို့လိုအပ်တယ် to make twice as much as the annual profit of A တဲ့ B ရဖို့အတွက်ဆိုလို့ရှိရင် A ကိုနှစ်ဆပြုလုပ်ဖို့လိုအပ်တယ်လို့ပြောတယ်အဲ့တော့ပုံစံဆောင်းတော့က annual profit တွက်ထားတာလဲ A က30 B က60ဖြစ်တယ်အဲ့တော့ကြောင့်မလို့ A ကိုနှစ်ဆလုပ်မယ်ဆိုတော့30ကိုနှစ်ဆလုပ်လိုက်တော့60ဆိုတော့ B ရဖို့အတွက်ဆိုရင် A ကိုနှစ်ဆပြုလုပ်ဖို့လိုအပ်တယ်ဆိုတော့အဖြေမှန်နံပါတ် D လေးကတော့အဖြေမှန်ဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်